Arsenal အသင်းနဲ့နာမည်ထွက်တဲ့ကစားသမားစီးရင်မှာနောက်ထပ်တစ်ယောက်တိုးလာပြီးဖြစ်ပါတယ်။အဲ့ဒါကတော့ Atlanta အသင်းရဲ့ဆွဲဆောင်ရတောင်ပန်ကစားသမားတိုက်စစ်ကစားသမားလေးဖြစ်ပါတယ်။ Ademola Lookman ပဲဖြစ်ပါတယ်။ Lookman နဲ့ Arsenal အသင်းရဲ့သတင်းတွေကအခုမှအသစ်ရတော့မဟုတ်ပါဘူး။ဒီရာသီအတွက်ဆိုရင်တော့အသစ်ပေါ့လေ။ပြီးခဲ့တဲ့ရာသီတုန်းကလည်း Lookman ကိုခေါ်ယူဖို့စောင့်ကြည့်ရဲဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့တိုက်စစ်နဲ့ပတ်သက်တဲ့လူဘယ်သူမှရောက်မလာခဲ့ပါဘူး။ Rodrigo နဲ့သတင်းတွေတောက်လျှောက်အားကောင်းနေခဲ့ပြီးတော့ Real Madrid ရဲ့တောင်ပန်ကစားသမားကအသင်းပြောင်းဖို့အတွက်တော်တော်လေးချင်းချင်းဖြစ်နေတဲ့ဆိုတဲ့အနေအထားမှာ Lookman နဲ့သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။ဒီသတင်းရဲ့ရင်းမြစ်ကတော့နာမည်ကျော်ဂျာမနီသတင်းတော် Florian Plettenberg ဖြစ်ပါတယ်။ဆိုတော့ဖြစ်နိုင်ခြေလေးတွေကိုကျွန်တော်တို့ပြန်တွက်ကြည့်အောင်။ Lookman ဟာအသက်28နှစ်ရှိပြီးနေရာဆုံးကစားနိုင်တယ်။ကြောက်ချင်းမှာပဲအသင်းအတွက် impact ကောင်းကောင်းပေးနိုင်တဲ့ကစားသမားဖြစ်မှာကတော့သိကြပါတယ်။နောက်ဆုံးအနေအထားတွေအရလည်းကစားသမားအနေနဲ့ Serie A ကနေပြောင်းရွှေ့ဖို့အတွက်ကတော်တော်လေးအလားအလာရှိနေပါတယ်။ Arsenal အသင်းရဲ့အားကစားဒါရိုက်တာအသစ် Andrea Barta အနေနဲ့ခေါ်ယူရေးခက်ခဲနိုင်တဲ့ Rodrigo ရဲ့အရန်အဖြစ် Lookman ကိုယာထားတာဖြစ်တယ်လို့လည်းတချို့သောသတင်းတွေမှာဖော်ပြပါတယ်။အခုချိန်ထိဘရာဇီးတောင်ပန်ကစားသမား Rodrigo ကArsenal အသင်းရဲ့နံပါတ်1ဖြစ်နေစေဖြစ်ပေမဲ့ကစားသမားရဲ့ဆုံးဖြတ်ချက်အနေအထားအရရော Real Madrid ဘက်ကတောင်းတဲ့ဈေးအနေအထားအရပါခက်ခဲကောင်းခက်ခဲနိုင်ပွဲရှိပါတယ်။ Arsenal အသင်းဘက်ကလိုချင်နေတဲ့အနေအထားမှာ Real Madrid အသင်းဘက်ကဈေးကင်လာနိုင်တဲ့အခြေအနေမျိုးလည်းရှိတဲ့အတွက်ကြောင့်Lookman ကိုအရန်အဖြစ်ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ကစားသမားတန်ကြေးအရဆိုလို့ရှိရင်တော့ Lookman ဒီတိတိတတကို Rodrigo တက်တာတဲ့အနေအထားမှာရှိပါတယ်။ဒါပေမဲ့အသက်အရွယ်အနေအထားကွင်းတွင်းခြေစွမ်းစသဖြင့်တခြားချက်တွေနဲ့ပြန်ပြီးတော့ချိန်ဆကြည့်မယ်ဆိုလို့ရှိရင်တော့ Rodrigo ကသာပို့ပြီးတော့ highly rated ဖြစ်တဲ့ကစားသမားဖြစ်ပါတယ်။သို့တော့တချို့ပရိသတ်တွေကလည်း Lookman ကိုခေါ်ယူလိုက်တာကလည်းမဆိုးတဲ့ရွေးချယ်မှုလို့သုံးသပ်နေကြပါတယ်။လောလောဆယ်အခြေအနေမှာ Arsenal အသင်းဟာတောင်ပန်နဲ့တိုက်စစ်ကိုမဖြစ်မနေအားဖြစ်ရမှာဖြစ်တဲ့အပြင်နောက်တန်းမှာအနာတရကစားသမားတွေများနေတဲ့အတွက်ကြောင့်လည်းနောက်ထပ် versatile ဖြစ်တဲ့ player တယောက်နဲ့အတူတူအရန်အင်အားကိုဖြည့်တင်းရမယ်ဆိုတဲ့ယူဆချက်တချို့လည်းရှိနေပါတယ်။တိုက်စစ်မှုနေရာက Vitor Yilmaz နဲ့သတင်းတွေကတော့အနည်းငယ်ပြန်ငြိမ်နေပါတယ်။ဒါကလည်းကစားသမားဘက်က final ပွဲပြီးမှဆုံးဖြတ်မယ်လို့ပြောခဲ့တာနဲ့ချိတ်ဆက်နေတာကြောင့်လည်းဖြစ်ပါတယ်။အဲ့ဒီလိုအနေအထားမျိုးမှာ Ademola Lookman ကိုလည်းစောင့်ကြည့်နေတဲ့ Andrea Barta က agent နဲ့စကားပြောထားတယ်ဆိုတဲ့သတင်းတွေထပ်ပြီးထွက်လာတာဖြစ်ပါတယ်။ရင်းမြစ်ရဲ့ခိုင်မာမှုကတော့အတိုင်းအတာတစ်ခုထိအားကောင်းတယ်သို့တော့အရင်ကလည်းမှားခဲ့တဲ့မှတ်တမ်းလေးတွေလည်းရှိနေပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကတော့ဆက်ပြီးစောင့်ကြည့်အောင်မှာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဂန္ဓာပရိသတ်တွေအတွက်ကတော့အပြောင်းရွှေ့စည်းရင်းတွေကိုပါဝင်လာတဲ့နောက်ထပ်နာမည်တစ်ခုကတော့ထပ်တိုးလာခဲ့ပြီပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။